သင်္ဘောပေါ်မှာအသုံးပြုတဲ့ main air compressor အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ် air compressor တစ်လုံးရဲ့ဘယ်လိုတည်ဆောက်ထားလဲပြီးလို့ရှိရင်ဘယ်လို operation အလုပ်လုပ်လဲပြီးရင် boss ယူတဲ့အခါမှာဘာတွေကိုတတိထားပြီးစောင့်ကြည့်ရမလဲဆိုတာကိုလိုရင်းနဲ့တူရှင်းပြောပြသွားမှာပါair compressor တွေကသင်္ဘောပေါ်မှာအရေးကြီးလားဟုတ်ကဲ့ကြီးပါတယ်ဒီ main compressor ရဲ့ compress air ကို main engine steady လုပ်တဲ့အခါမှာလည်းသုံးတယ် main engine ရဲ့တချို့သော control system တွေမှာလည်းသုံးတယ် generator ကို steady လုပ်တဲ့အချိန်မှာလည်းသုံးတယ်တချို့သော control system တွေမှာသုံးတယ် service system တွေမှာသုံးတယ်ဥပမာ governor တို့ governor control တို့ safety control တို့နောက် shift whistle တို့ horn တို့အဲ့ဒီမှာလည်း compress air တွေကိုသုံးပါတယ်နောက် tank cleaning လုပ်တဲ့အချိန်မှာတခြားသော device တွေကို equipment တွေကို cleaning လုပ်တဲ့အချိန်မှာလည်း pneumatic air compressed air ကိုအသုံးပြုပါတယ်နောက်ထပ်ပြီးတော့ emergency operation ဘာတွေမှာ compressed air တွေကိုအသုံးပြုပါတယ်boiler support လုပ်တာတို့နောက် purging operation တို့စတဲ့နေရာတွေမှာလည်း compressed air ကိုအသုံးပြုပါတယ် main air compressor တွေကို solid require ပေါ့နော် solid require အရာ standby main air compressor ဆိုပြီးတော့နောက်တစ်လုံးထားရှိပါတယ်။ဒါကြောင့်သင်္ဘောပေါ်မှာအနည်းဆုံးနှလုံးရှိပါတယ်။တချို့သင်္ဘောတွေမှာဆိုရင် emergency air compressor နဲ့ air compressor ဆိုပြီးရှိပါတယ်။အကျဉ်းအဖြစ်ပြောရမယ်ဆိုလို့ရှိရင်သင်္ဘောပေါ်မှာ main air compressor ကမရှိလိုအပ်တဲ့အရေးကြီးတဲ့စက်တစ်လုံးဖြစ်ပါတယ်။သင်္ဘောတွေမှာအများဆုံးအသုံးပြုတဲ့ air compressor နှစ်ခုကတော့အခုမြင်တွေ့နေရတဲ့ air cooling type air compressor နဲ့water cooling type air compressor ဆိုပြီးနှလုံးကိုသင်္ဘောပေါ်မှာအများဆုံးတွေ့ရပါတယ်။ပထမအဆုံးအနေနဲ့ oil cooling type air compressor ကိုပြပြသွားမှာဖြစ်ပါတယ်။ air cooling air compressor ရဲ့ construction ကတော့သူက3 stage ပါတာပေါ့နော်။ first stage, second stage, third stage ဆိုပြီးတော့3 stage ပါပါတယ်။ပထမ first stage ကို low pressure side လို့လည်းခေါ်ပါတယ်။သူကပြင်ပလေကို air filter ကိုဖြတ်တန်းပြီးတော့မှ compress လုပ်တာပါ။ဒီ compress လုပ်လို့ရှိရင် air လေတွေကို compress လုပ်လို့ရှိရင် temperature တက်လာမယ်။အဲ temperature တက်လာတဲ့ compressed air တွေကနေပြီးတော့ pipeline တွေတစ်ဆင့် air fan နဲ့ပေါ့နော်ကျွန်တော် cooling လုပ်ပါတယ် cooling လုပ်ပြီးအေးခံလာတဲ့လေကို second stage ထဲထပ်ဝင်ပါတယ် second stage မှာလည်းဒုတိယအကြိမ် compress လုပ်ပါတယ်ဒုတိယအကြိမ် compress လုပ်လို့temperature ရော pressure ရောတက်လာတဲ့လေတွေကို second stage မှာထပ်မံပြီးတော့အေးခံပါတယ်ပြီးတော့မှအဲ pipeline ကနေပြီးတော့မှကျွန်တော်တို့ wine separator ထဲကိုဖြတ်ပြီးတော့ဒီထဲမှာပါတဲ့ရေမှုန်လေးစီမှုန်လေးကိုစစ်ထုတ်တာဖြစ်ပါတယ်။အဲလိုကိုလီပေးပြီးသားဖိသိပ်ပြီးသားလေကို third stage မှာ final stage အနေနဲ့ထပ်ပြီးတော့ compress လုပ်ပါတယ်။ compress လုပ်ပြီး temperature တက်လာတဲ့လေကိုကျွန်တော်တို့ကျွန်တော် cooling coil တွေကိုထပ်ဖြတ်ပြီးတော့ကျွန်တော်တို့ air cooling ထပ်ပေးပါတယ်။အဲ့ဒီ temperature ကျပြီး cooling ဖြစ်သွားတဲ့ဒီလေတွေကိုကျွန်တော်တို့separator ထဲကိုထပ်ပြီးဖြတ်ပါတယ်။အဲဒီ separator မှာလည်းဒီလေထဲမှာရှိတဲ့စီမုန်တွေရေမှုန်တွေကိုအဓိကဆက်ထုတ်ပြီးတော့မှကျွန်တော်တို့ air receiver ဖြစ်တဲ့ air bottle တွေကိုကျွန်တော်တို့သတ်မှတ်ထားတဲ့ pressure အထိကိုထည့်ပါတယ်သတ်မှတ်ထားတဲ့ pressure တော့တစ်စီးနဲ့စီးမတူပါဘူးအများအားဖြင့်တော့30 bar မှာ pressure ကိုသတ်မှတ်ထားတယ်တချို့သင်္ဘောတွေကျတော့28 bar မှာ pressure ကိုသတ်မှတ်ထားတယ်ဒီသူတို့သတ်မှတ်ထားတဲ့ဒီ air receiver မှာ pressure ရောက်လို့ရှိရင် pressure switch ကနေပြီးတော့မှ air compressor ကို auto cut out လုပ်လိုက်ပါတယ် air compressor ကိုရက်လိုက်တယ်ပေါ့ဗျာအဲကြောင့် air compressor ရဲ့ auto step stop ကိုဒီ pressure switch ကနေပြီးတော့ပဲ air receiver မှာရှိတဲ့ pressure switch ကအလုပ်ပါတယ်အဲတော့သတ်မှတ်ထားတဲ့ pressure ရောက်ရင် cut out လုပ်ပြီးသတ်မှတ်ထားတဲ့ pressure ရောက်လို့ရှိရင် cut တင်ပြန်လုပ်ပါတယ်ဒီ system တစ်ခုလုံးရဲ့အရေးကြီးဆုံးဟာ automatic alloder bar ဖြစ်ပါတယ်ဒီ alloder bar က main air compressor မှာအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်သူကဒီလေဖိအားစနစ်ကိုထိရောက်စွာလဲပတ်နိုင်အတွက်လည်းဒီ alloder bar ရဲ့အလုပ်လုပ်တယ်ပေါ့နော်နောက်ပြီးတော့ compressor ဘယ်လိုလုပ်လဲဆိုတော့ compressor စပြီးတော့လဲတဲ့အချိန်မှာ alloder bar တွေကနေပြီးတော့မှဒီချက် line ကိုဖွင့်ပေးပြီးတော့မှဒီ compressor ကို live လုပ်ပေါ့နော် unload နဲ့စပြီးတော့မောင်းနေနိုင်အောင်အသုံးလုပ်ပေးထားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီစပြီးမောင်းတဲ့အချိန်မှာဒီ pressure line တွေထဲမှာဒီ compressed air pressure နဲ့ရှိနေလို့ရှိရင်ဒီ compressor တွေကလောက်အားမြင့်ပြီးတော့သူကဆက်ကယုံရတာပေါ့နော်အဲ့လိုယုံလို့ရှိရင် strain လည်းပိုကုန်မယ် light efficiency တွေလည်းကျမယ်ဒီအစိတ်ပိုင်းတွေရဲ့ဒီ set တွေရဲ့ wear tear တွေနောက် set တွေရဲ့ light plan ပေါ့နော်သူတို့ရဲ့တက်တန်းခံနိုင်မှုတွေလည်းပိုပြီးကျသွားမှာဖြစ်တဲ့အတွက်ကြောင့်ဒါ
ဒါတွေကို safety ဖြစ်အောင်လို့ alloder bar ကိုအသုံးပြုထားတာဖြစ်ပါတယ်ဒီ compressor run နေတဲ့ဒီအတော်အတွင်းမှာလည်းဒီ compressor system ထဲမှာရှိတဲ့ဒီ air pressure ကို control လုပ်ပြီးတော့မှ alloder bar နေပြီးတော့မှအဖွင့်ပိတ်လုပ်ရင်လည်းဒီ air compressor system ရဲ့ operation ကို smooth ဖြစ်အောင် first stage second stage pressure တွေကို short လိုက်တင်လိုက်နေသူ pressure ကို control လုပ်ပြီးတော့မှ operation ကို smooth ဖြစ်အောင်သူလုပ်ဆောင်တယ်ပေါ့ဒီ compressor ရက်တဲ့အချိန်မှာလည်းဒီ alloder bar ကဒီချက် line ကိုဖွင့်ချပြီးတော့ကျန်နေတဲ့ high pressure air တွေကိုဒီ piston တို့ rotor တို့ကိုသူကပြန်ပြီးတော့ဖိအားလုပ်ပြီး restart လုပ်ရခတ်အောင်ဖြစ်နိုင်မှာဆိုလို့တကြောင်ဒီ alloder bar နေပြီးမှဒီချက် line ကိုဖွင့်ချပြီးတော့မှအထဲမှာရှိတဲ့ high pressure air ကို reduce လုပ်တာပေါ့နော်ဒီလို reduce လုပ်လိုက်တဲ့အတွက်ကြောင့်ဒီ system ထဲမှာရှိတဲ့ compressed air pressure မရှိတော့ဘူးမရှိတဲ့အတွက်ကြောင့်ဒီ compressor ကိုပြန်ပြီးစတင်နိုင်အောင် restart လုပ်နိုင်အောင်ပို့ပြီးတော့လွယ်ကူအောင်ပေါ့နော်ဒီ alloder bar နေပြီးတော့ safety အနေနဲ့လုပ်ပေးတာဖြစ်တယ်နောက်တစ်ခုကသူ့ energy saving နဲ့ component life ကိုမြင့်တင်ပေးလို့ပြောတယ်လုပ်တယ်မလို့အပ်တော့ဘူးဆိုလို့ရှိရင်ဒီ system ထဲမှာရှိတဲ့ဖိအားကိုထိန်းညှိအောင်အပိတ်ဖွင့်လေးသူကစွမ်းရည်ကို short ချသုံးစွဲမှုကို short ချပေးတယ်နောက်ပြီးတော့ဒီmechanical stress လို့ခေါ်တဲ့ဒီပွန်းစားတာတို့ထိရဖြစ်တာတို့ဒီ pressure တောက်နေတဲ့အတွက်ကြောင့်ဒီ piston တွေ piston ring နဲ့ piston ဒီ liner တွေခြားထဲမှာဒီအရင်ဖိအားနဲ့အလုံးနဲ့မတင်နေရတဲ့အတွက်ကြောင့်ဒီပွန်းစားတဲ့ wear တွေ tear တွေကိုလည်းသူက short ချပေးတဲ့ပုံစံမျိုးဖြစ်တယ်ဒီ automatic alloder bar ရဲ့အလုပ်လုပ်တာကတော့သူ pressure switch နဲ့ချိတ်ဆက်ပြီးလုပ်တယ်pressure cut out လုပ်လိုက်လို့ရှိရင်ဒီ compressor ကိုရက်တဲ့အချိန်မှာ alloder bar ရဲ့ဒီချက် line ကိုဖွင့်ပြီးတော့မှသူကလေကို reduce လုပ်ပေးရပါတော့ပြီးတော့ cut in pressure ရောက်တဲ့အခါမှာ compressor ဒီ pressure switch ကနေပြီးတော့မှ compressor ကို step လုပ်တယ်အဲ့လို step မလုပ်ခင်မှာ bar ကိုပြန်ပိတ်လိုက်တယ်ပေါ့နော် bar ကိုပိတ်ပြီးတော့မှဒီ compressor ကို unload နဲ့မောင်းစေတယ်ပြီးတော့မှ bar ကိုပိတ်ပြီးတော့မှဒီ compress air စတဲ့ compressor ဒီစတင်မှုကိုပို့ပြီးတော့ smooth ဖြစ်အောင်လို့လုပ်ဆောင်ပေးရပါတော့အဲကြောင့်ဒီ compressor တွေမှာအရေးကြီးဆုံးအစိတ်ပိုင်းကဒီ alloder bar ပဲ alloder bar တခုခုဖြစ်မယ်ဆိုရင် compressor efficiency ကျပြီပေါ့နော်အဲဒါကြောင့်ဒီ housekeeping ယူရလူတွေကလည်းဒီ alloder bar ရဲ့ operation ကောင်းမကောင်းလဲကျွန်တော်စောင့်ကြည့်ဖို့လိုအပ်တယ်ပေါ့ဒီ responsibility ရှိတဲ့ဒီ engineer တွေကတော့ဒီ alloder bar ကို maintain နဲ့လုပ်လို့ရှိလို့ maintain နဲ့လုပ်ဖို့တော့လိုတာပေါ့ဒီဒါမှမဟုတ်လို့ရှိရင်ဒီ bar တွေကပိတ်ခြင်းဖွင့်ခြင်းတွေ smooth ဖြစ်ရလား compressor စတင်ရခက်နေလားဒါမှမဟုတ် overload တွေဖြစ်နေလား compressor step လုပ်လို့မရဘူး overload တွေဖြစ်နေမယ်ဆိုရင်ဒီ alloder bar တွေကိုကျွန်တော်တို့ဆက်ရမှာဖြစ်ပါတယ်ဒီ alloder bar တွေကမပိတ်တာတို့ဒါပေမဲ့လေယူတာလို့ရှိရင်လည်းဒီ system pressure မတက်ဘူးပေါ့နော်ဒီတမတ်ထားတဲ့ compressed air pressure မတက်ဘူးဆိုရင် compressor အလုပ်လုပ်ရတာအရင်ကြာမယ် running ချိန်တွေကြာမယ်run တလောက်လဲလေရ pressure မတက်ဘူးအဲ့လိုမျိုးဖြစ်နေမယ်ဆိုရင်ကျွန်တော်ဒီ alloder bar ကိုစစ်ဖို့လိုတာပေါ့နော်ဒီပုံမှန်အပြည့်တော့ဒီ cleaning တို့ဘာလို့လုပ်ရမလဲ bar seat တွေ bar spring တွေဒီ diaphragm တွေကိုလုပ်ပြရမယ်ဒီ alloder bar ရဲ့ operation ကဒီ pressure switch နဲ့ချိတ်ဆက်ပြီးလုပ်ပေမဲ့သူကတော့ဒီ electrical control ပဲပေါ့နော်ဒီ coil နေပေါ့ solenoid bar coil နေ solenoid coil နေအဲ့ coil နေညစ်ပတ်နေတာ spring တွေကောင်းလားညောင်းလားဒါမှမဟုတ် diaphragm တွေပေါက်နေလားပြဲနေလားဆိုတာကိုကျွန်တော်တို့ကတော့ပုံမှန် maintain နဲ့ cleaning တွေလုပ်ရမယ်တကယ်လို့မကောင်းဆိုရင် replacement လုပ်ပြီးတော့ဒီ alloder bar ကိုကျွန်တော်တို့ကဘယ်လိုပြောမလဲ maintenance လုပ်ခြင်းအပြင်ဒီ air compressor တစ်ခုလုံးရဲ့ဒီ system တစ်ခုလုံးရဲ့ဒီ damage ဖြစ်တာတို့ဒီ efficiency ကျတာတို့ဘာတို့ကိုတော်တော်လေးကိုကာကွယ်နိုင်မှာဖြစ်ပါတယ်ဒီ housekeeping သမားတွေအနေနဲ့ပေါ့နော်ဒီ air cooling type air compressor ကိုကျွန်တော်တို့ watch ယူရမယ်ဆိုရင်အဓိကကတော့ဒီ air filter တွေကိုဒါပုံမှန်ဒီလိုပြောမယ်တန်းရှင်းလုံးနေဖို့အဲ့လိုမျိုးတော့လိုတယ်နောက်တစ်ခုကဒီ temperature gauge တွေ pressure gauge တွေကောင်းမကောင်းပြီးတော့ဒီ temperature gauge တွေ pressure gauge တွေကပုံမှန် normal အနေထားမှာရှိမရှိဒီလိုမောင်းတဲ့အချိန်မှာ pressure ဘယ်လောက်ရှိမလဲ temperature ဘယ်လောက်ရှိမလဲဒါတွေကိုမှတ်သားပြီးတော့မှဒီလိုကိုကဒီ watch ယူတဲ့အချိန်မှာဒီ temperature တွေ pressure gauge တွေနောက် wine pressure တွေနောက် wine level တွေပေါ့နော်အဲ့ဒါတွေအမြဲတမ်းစောင့်ကြည့်နေပါနောက်ပြီးတော့ air receiver airport ထဲမှာ temperature ဝင်မှာဒီ
ဒီလေရဲ့ temperature ကပူအရင်များနေလားနည်းနေလားဒါလေးကိုလည်းကျွန်တော်တို့ဒီ normal temperature ကိုမှတ်သားထားပြီးတော့စောင့်ကြည့်နေရမယ်ခုနကကျွန်တော်ပြောသလိုအဲလောက်တာဘားရဲ့ working operation တွေကိုလည်းကျွန်တော်တို့ပုံမှန်ဖြစ်လားမဖြစ်ဘူးလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ abnormal noise တွေပေါ့နော်ပုံမှန်မဟုတ်တဲ့အတန်ကြီးကြားနေရမယ်ဆိုလို့ရှိရင်ဒါသက်ဆိုင်ရာ engineer ကိုအကြောင်းကြားမယ်နောက်ပြီးတော့ motor တွေဒီ motor ရဲ့ fan တွေညစ်ပတ်နေလားပေးနေလားဒါတွေကိုလည်းကိုရီးယားအများနဲ့ watch ယူရင်းစောင့်ကြည့်နေရပဲပေါ့နော်နောက်တစ်ခုကတော့ air receiver air bottle တွေမှာတော့ကျွန်တော်တို့ဒီ drain bar တွေရှိပါတယ်အဲဒီ drain bar တွေကိုလည်းပုံမှန်အားဖြင့်ဒီနေ့ကိုကိုယ့်ရဲ့ duty တိုင်းမှာdrain လုပ်ဖို့ရေးကြည့်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီလေသုံးနေတဲ့ compressed air တွေထဲမှာစီးတွေရေတွေကအများနဲ့ပါတယ်drain လုပ်ဖို့လည်းလိုတယ်တကယ်လို့ဒါပါသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ explosion တွေဖြစ်နိုင်တယ်လို့ control device တွေကိုလည်းပျက်စီးစေနိုင်တယ်အရင်အရေးကြီးတဲ့အတွက်ကြောင့်ဒီ air bottle drain ကိုတော့ဒီ duty တိုင်းမှာမဖြစ်မနေလုပ်ဖို့တော့အရင်အရေးကြီးပါတယ်ပေါ့နော်လို့ပြောချင်ပါတယ်အဲ့တော့